မင်္ဂလာပါအီးမေးလ်များဖြစ်ပါတယ်ဒီနေ့ exercise ကတော့ writing လုပ်မယ်ပေါ့နော်ရေးမယ်ပေါ့နော် consonant letter တွေကိုရေးပါမယ်ပြီးသွားရင် vowel တွေနဲ့ပေါင်းပြီးတော့ရေးကြည့်မယ်ပေါ့နော်ပထမအဆုံးဒါလေးကိုရေးကြည့်ရအောင်ဟာရေးလိုက်ပါဦး write on your screen or on your notebook ဖြေတိုက်မယ် the answer is ha. Okay, next. Yeah. Someone give me a present, so yeah.ရေးလိုက်ပါဦး Okay, ရကောက်နဲ့ရေးမယ်နော်ရ Okay, the moon ကိုဘယ်လိုပြောမလဲလရေးလိုက်ပါဦးလဖြည့်ကြည့်မယ်လဒီဘက်ကတရားနော်ဝရေးပါဝလုံးပေါ့နော်သူက O လေးနဲ့တူပေမဲ့ရေးတဲ့အခါအရစ်မတူပေါ့နော်အပေါ်ရစ်နဲ့ crosswise နဲ့ရေးပါမယ်ဝလုံးမမရေးကြည့်ပါဦးမအမလို့လည်းခေါ်လို့ရတယ်မဖြည့်ကြည့်မယ် answer မOkay ဒါကတော့စကားမပြောနိုင်ဘူးပေါ့နော်သူကမပြောနိုင်ပြောခြင်းနဲ့ဒါပေမဲ့မပြောနိုင်အဲ့ဒါကိုဘယ်လိုပြောမလဲဒါကတော့အပြင်မှာတော့တိတ်မသုံးဘူးပေါ့နော်ဒါပေမဲ့စကားလုံးအနေနဲ့ပဲသိထားမယ်အပြင်မှာတော့မသုံးပါဘူး Okay အဘရေးကြည့်ပါအောင်အဘဖြည့်ကြည့်မယ်အဘနော်ဒါကတော့ final consonants ပေါ့နော် consonants တွေက the last consonant အဘရေးပါဦးအက write down on your notebook or screen အကဖြည့်ကြည့်မယ်အကဒါကတော့ first letter ပေါ့နော် consonant တွေက first consonant ဒါကတော့ last consonant ကကြီးနဲ့အာနေအကပထမရေးလိုက်ပါဦးပထမဆိုတာ first ကိုပြောတာနော်ဖြည့်တိုက်မယ်ပထမသူကပထမ first prize ရတယ်ဆိုတော့ပထမစုဒီမှာကပထမOkay ဒီအထိက consonants တွေပြီးသွားတော့ vowel ပြန်ပြီးတော့နှွေရအောင်เนาะပြန်အရင်တစ်ခါသင်ထားပြီးထားပါเนาะ e a e r o o u I လို့ e လို့ a လို့တွေ single vowel လည်းရှိသလို a double vowel ရှိမယ် o เนาะလုံးကြီးတင်တစ်ချောင်းငယ်ရှိမယ် I ပုံစံလေးနဲ့ဆိုရင်အတန်တက်က e လို့ထွက်မယ်လုံးကြီးတင်ဆန်ခံတယ်ပေါ့เนาะဒီမှာရှိတဲ့ dotted circle လေးကတော့ consonants တွေကာကြီးကာကွယ်လေးတွေအဲ့ညမှာဝင်မယ် diacritical mark လို့လည်းခေါ်တယ်ဒါပါရင် e a r o o u ဒီ o တလုံးနဲ့ကို o လို့အတန်ထွက်ပြီးမယ်နော် o နဲ့ u နဲ့ double vowel ဆိုရင်အပေါ်မှာရောအောက်မှာရောရှိတယ်လုံးကြီးတင်ချောင်းငယ်ပေါ့နော် above and below ဆိုပြီးတော့ sample သုံးပြီးတော့သူ့ကို o လို့အတန်ထွက်ပြီးမယ်ဒါကတော့ to stick ဆိုလို့ရှိရင် u u လို့အတန်ထွက်တယ်နော် Okay ဒါဘယ်လိုတန်ထွက်မလဲ nei ကိုဘယ်လိုတန်ထွက်မလဲဒီမှာ ei ဆိုတော့တဝေထိုးကိုသုံးမယ်ပေါ့နော် before the consonants မှာဒါလေးသုံးလိုက်မယ်
A လို့အတန်ထွက်မယ်ဒါကြောင့်မလို့ဒါလေးကိုဘယ်လိုရေးမလဲရေးကြည့်ပါဦး write on your notebook or screen နေဖြည့်တိုက်မယ် the sun နေပေါ့နော်တဝေထိုးနာငယ်နေနာအေနေနာအေနေဖေမေရေးပါ write down on your notebook ဖေမေei double ဆိုတော့တဝေထိုးကိုသုံးမယ်နော်တဝေထိုးကိုသုံးမယ်အဲ့တော့ consonants ဖနဲ့ consonant မရဲ့အရှိမ ei ရဲ့ simple vowel ကိုသုံးမယ်ဖေမေဖြည့်တိုက်မယ်ဖေဖောက်ထိုးတဝေထိုးဖောက်ထိုးဖအေဖေမအေမေတဝေထိုးမအေမေတဝေထိုးမအေမေဆိုပြီးတော့ကျောင်းသုံးနေမှာတော့အဲ့လိုသင်ပါတယ်เนาะ Okay ရအေရေးကြည့်ပါဦးရေး write down in your notebook ဖြည့်တိုက်မယ်တဝေထိုးရကောက်ရေးရှည်ရအေရေးနောက်တစ်လုံးကြည့်ရအောင်လာအေလေးကိုဘယ်လိုရေးမလဲ the wind ကိုဘယ်လိုရေးမလဲလာအေဖြည့်တိုက်မယ်လေးတဝေထိုးလာရီလေးလို့လည်းပြောတယ်လာအေလေးဟောဘာဖြစ်သွားတာလဲတနာပါတယ်နော်တေတအေရေးလိုက်ပါဦးတအေတဝေထိုးတာရီတေခွေးကလေးကတည်သွားတယ်တေရေးလိုက်ပါဦးထပါရေးလိုက်ပါဦးเนาะထပါအဖြေတိုက်မယ်ထပါနီဘယ်လိုရေးမလဲနာအီရေးလိုက်ပါဖြေကြည့်အောင်နာအီနီနာငယ်ရေးလုံးကြီးတင်ဆန်ခတ်နီလို့လည်းဖတ်တယ်နာအီဆိုတော့နီโอเคဒီမှာကတော့ဒီဟာဒါမှမဟုတ်ရင်ဒါလို့သုံးတယ်เนาะဒီဟာဒီဆိုတာကတော့ adjective form ဖြစ်ပြီးတော့ဒါဆိုတာကတော့ noun form ဖြစ်တယ်ပေါ့เนาะသူက adjective နဲ့ noun နဲ့꿰တယ်အဓိပ္ပာယ်ကတော့ဒီ this one or this တို့ပေါ့เนาะဒီဟာဒါဤဒီဟာဒါရေးကြည့်ပါဦးဖြည့်တိုက်မယ်ဒီဟာဒါဤဒါတွေလုံးကြည့်တည်ဆန်ခါဒီဟာကိုရေးချနေဆိုတော့ဟာဒီဟာဒါမှမဟုတ်ရင်ဒါတွေရေးချဒါနောက်တစ်လုံးကြည့်ရအောင် ni ကနီ la ကလာနီလာ write down လုပ်ကြည့်ပါဦးနီလာစဖတ်ရအောင်ပြောโอเคကြည့်အောင်နာဤနီနာငယ်ရေးလုံးတင်ဆန်ခတ်နီလာအားလာရေးချလာနီလာနောက်တစ်ခုကြည့်အောင်ဒီဟာတွေကိုဘယ်လိုပြောမလဲအလီသူကတော့ final consonants ပေါ့နော်ဒါကတော့လီလာဤနဲ့ရေးပါမယ်ဖြည့်တိုက်ကြည့်ပါဦးအလီအတန်တော့ကအလီအိုတလုံးနဲ့ဆိုအော်လို့ထွက်မယ်အော်ကောရေးကြည့်ပါဦးကောဘယ်လိုရေးမလဲ
ဖြေတိုက်မယ်ကအောကောတဝေထိုကကြီးရေးချရှေထိုကောတအောတော်ရေးကြည့်ပါအောင်တော်တအောတဝေထိုတာဝဲမှုရေးချရှေထိုတော်လိုက်တာတော်တယ်အဲ့လိုပြောတယ်တော်ဒါအောဒေါ်လာအားလာဒေါ်လာရေးကြည့်ပါဦးဒေါ်လာโอเคပြတိုက်မယ်ဒါအောဒေါ်လာအားလာဒေါ်လာအဒေါ်အဒေါ်ရေးပါဦးအဒေါ်ဒီမှာတူလို့မဖတ်ပဲနဲ့ဒေါ်လို့ဖတ်မယ်နော်အဒေါ်နောက်ခုကြည့်အောင်မော်တာရေးမယ်နော်မအော်မော်တအားတာမော်တာအိုတလုံးနဲ့ဆိုရင်အော်ခါခွေးနဲ့ပါရင်ခေါ်vowel တူတူပဲ same vowel နော်အော်ခေါ်ကြည့်အောင် consonants ပဲမတူတာ vowel တူတူပဲရေးချနဲ့မောက်ချ two ways ရေးထားတယ်အော်ခေါ်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်